Hari baru. มาก็ไหนสองตรงนะแล้วเสาเลยอะไรมาตรงนี้กองฝ่าย Ni ni. La. Udah bim. มองอะไรมองอะไรใหญ่ ခုဆိုလို့ရှိရင်တော့ရေစလုံးလုံးရေထည့်ထားပြီးပေါ့နော်ဒီကြတာလေးဆိုတော့သားပြန်တဲ့ကိုထောက်ပြီးတော့ရေစိမ်းထားပါမယ် เนี่ยนี่โจละก่อนเนี่ยมาทีมงานละโอ้ผมการเอา ဒီကရန်နာရီနာရီလေးဖယ်ချိုးလိုက် ဆိုင်နဲ့တော့မတူပါဘူး။ဆိုင်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးခေါ်ပြီးရမ်းရင်နာကြီးပါတာပေါ့နော်။ကိုကတော့စားလို့ရတဲ့ဟာတော့ပြီးရတယ်။ဆိုင်ကြီးကြတော့စားလို့မရတဲ့မာကြီးပါထည့်တာပေါ့နော်။ကိုရင်ကတော့ကာပဲပြည့်ပြည့်ကတော့ကိုကလုံးစားရတော့အကောင်းဆုံးပေါ့နော်။အပြင်ဒီမှာလေအပြင်ဒီမှာစားရတာဈေးတွေကလည်းကြီးတယ်မတန်တော့ဘူးပေါ့နော်ခုနကဆိုရတယ်ဒီ9-6 ပေးစားရတာပြီးရင်ဒီလောက်တစ်ယောက်2ယောက်စားပဲပေါ့နော်အများဆုံးမှ2ယောက်စားတော့အဲ့လောက်ပဲရတာဆိုကိုရီးယားပြောစားကြည့်ရတဲ့ပါတော့ပို့ဆိုတာမကိုက်ကိုယ့်ကိုယ်လေးဝယ်ပြီးတော့လှုပ်စားတာကတော့ကန်နဲ့တန်နဲ့ညညလေးလည်းစားရတယ်တနက်ရှင်းရှင်းလေးပဲဖြစ်တာပြီနော်ဘလို့စီးကြီးကြီးရဲ့အချိန်မှာပို့ဆိုတာပေါ့နော်ဝယ်စားရတာမတန်တော့ခုကမောင်လောင်းနေပြီလေနော်မောင်လောင်းနေကမမှန်တော့ကျမကြီးပဲကောင်းတယ်စားပေးတဲ့နော်နော်ဟိုဆိုလို့ရှိရင်ကွန်ပျူတာတွေပါကြည့်ရတဲ့လူတွေဆိုရင်ဒီဟာတော့ကညလုံးတွေပါလေးဘက်ကကြတော့ဒီမောင်လောင်းနေတာကောင်းတယ်ပေါ့နော်ကျမကြီးတော့ကောင်းတော့ထည့်ပြီးတော့စားရတာပေါ့ဒီတိုင်းဆိုရင်ကမစားမိကြတာများရောနော်အဲ့ဒါလေသူကထမင်းဆိုင်နေမှာဦးရဆိုလို့ရှင်စားဖို့ရပေါ့နော်အဲ့လိုပုံစရာအနေနဲ့စားလာစီလားမုံလာဦးနေလေအရင်တော့မစားဘူးအဲ့ထမင်းဆိုင်မှာပေါ့ဒုက္ခထမင်းဆိုင်မှာတစ်ခါစားဘူးလားအဲ့မုံလာဦးနေကိုတိုးစရာအနေနဲ့စားတာတော်တော်လေးစားလို့ကောင်းတယ်နော်ဟိုကအစိမ်းကလေပူလာမှကောင်းတယ်ချက်တာထက်နှလုံးလေးပါလေအာယုံဆိုင်ရတဲ့လူတွေအာယုံကြောနဲ့ပတ်သက်လို့ပေါ့နော်အားနေတဲ့လူတွေမျက်စိနဲ့အဲ့လိုကွန်ပျူတာတို့ဘာလို့အချိန်များတာလို့ဟာဒီအဲ့လိုအလုပ်တွေကြတော့မုံလောင်းနေရကျမကြီးတော့ကောင်းတယ်လူကြီးတွေနဲ့လည်းကောင်းတယ်ပဲဒီလေးလာပါနော်ကိုကတော့ပဲဒီလေးနေပါဘူးတချို့ကြတော့ပေါ့နော်အဲ့လိုမျိုးပဲသီးဆိုလို့ရှိရင်ရွှေပဲသီးတို့ဘာလို့ကြိုက်ကြရပေါ့နော်ကိုယ်ကြိုက်နေကိုကိုလေးကြတော့ဘာကြိုက်လဲဆိုတော့ဒီလိုပဲတော့ရွှေကိုကြိုက်တယ်ရွှေပဲသီးကိုသိမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါလေးပဲထည့်ပြီးတော့ချက်ပါမယ်တချို့ရှိတယ်ပေါ့နော်ပဲသီးမှာမှအဲ့လိုတစ်စောင်းလေးလီတာမှကြိုက်တာလို့တန်းတိုင်းလီတာရင်မစားတာလို့ရှိကြတယ်ဟိုကြားဘူးကြတာပေါ့နော်ကြားဘူးတာပေါ့ဒါကိုရီးယားကျတော့တစ်စောင်းလီလေးစားတာပဲဟိုအတဲ့လီလေးစားတာပြောပေါ့နော်တစ်စောင်းလီရတာနည်းနည်းလေးရောဟိုပါဖြစ်တာပေါ့လောင်လီရတာပေါ့
ကတော့ကြက်သွန်ကြီးနဲ့ကြက်သွန်ကြီးလေးမျိုးပေါ့နော်ကြက်သွန်ကြီးကကြတော့ကြော်တဲ့ကြော်ထဲမှာထည့်ကြော်ဖို့တော့ကနည်းနည်းကြီးကြီးလေးလေးမယ်ပြီးတော့အချင်းတုပ်ထဲထည့်ဖို့တော့ကပပလေးလေးပြီးမယ်ပေါ့နော်ပုံစံတူပေါ့တချို့ပေါ့နော်ကြက်သွန်လေးတွေမှာဆိုလို့ရှိရင်ဒီလိုနေရာလေးတွေမှာအမဲလေးတွေပါတတ်တယ်ပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်ကြီးကြောင်ဆေးပေးရတယ်မဆေးပြီးလို့ရှိရင်ဘာလည်းမသိဘူးသူကအသေးလားဘာယောဂလည်းတော့မသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်တဲ့ဆိုတော့အဲ့လိုမျိုးဟာလေးကိုပြောင်းလို့ဆေးပေးရတယ်ပေါ့နော်ဒီမှာတော့ပါမလားရေဦးတည်တည်ချာချာလေးဆေးလိုက်လို့ရှိရင်ပေါ့နော်သူကဟိုနဲ့အနံ့မှာနည်းနည်းတက်တာပေါ့နော်ခါတိုင်းဆိုလို့ရှိရင်လေလက်စီတွေပါလို့ဆိုရင်မျက်ရည်တွေကြာပြီးတော့မှုန်တတ်တာပေါ့နော်အဲ့လိုဖြစ်တတ်တယ်လို့ဆိုဒီဒီစာဆေးလိုက်ရင်တော့အဲ့လိုဖြစ်တဲ့ဟာလေးအချို့ပေါ့တတ်တာပေါ့ချင်ပုတ်တွင်းမှာဒါလေးလေစက်ကုံကြီးလေးလေခပါပါထည့်မယ်နော်ကျတော့ဖြူနေစားရင်ပေါ့နော်စပင်းနေပါရင်မဖြူလို့တော့ပြောကြတာကိုကြီးကတော့ဖြူလုံးအားကြီးလို့စားလဲစားတယ်ဖြူလာလဲဖြူလာတယ်ပေါ့နော်ဘယ်လိုညလဲဘူးဆိုရင်ပေါ့နော်ဒါကြက်သားကိုတန့်စင်ပါတော့မယ်ရေဆေးပြီးတော့တောင်းရေတုံးမှာပေါ့နော်အရေခွန်ကလေကျမ်းမာရေးအတွက်မကောင်းတော့လေအရေခွန်လေးတွေကိုကတော့အိမ်မှာမစားဘူးပေါ့နော်နှွာပြီးတော့ပြစ်တယ်မေတို့အဲ့နှလုံးသွေးကြောကျင်းတဲ့သူတွေနဲ့လေအဲ့အရေခွန်တွေပါရမတည့်ဘူးပေါ့နော်ကျမ်းမာရေးရမတည့်ဘူးဆိုအိမ်မှာတော့အရေခွန်တွေတတ်နိုင်တဲ့လောက်တော့နှွှင်တာပေါ့နော်နှွှင်ပြီးတော့ပဲစားပါတယ်ဖယ်ထုတ်လိုက်တာပေါ့နော်ချက်ပြီးမှဆိုဖယ်ရခါသွားတော့မချက်ခင်မဲ့တခါလေးပဲတန့်စင်လိုက်တော့နော်ဆိုင်ရအောင်သိလို့တယ်နော်ခွာပြီးလားဆိုင်ုံပြောလိုက်တာလားဆိုင်အောင်လုပ်တာဈေးစရာကြိုခွာပြီးလားတတ်တာပါလေဝယ်နေကြဆိုင်ဆိုတော့အဲ့ဆိုင်ရတိဒါဆိုတာကြက်ရဲ့အဆုပ်တဲ့အမေပြောဘူးပါကြက်ရဲ့အဆုပ်အဲ့ဒါလေးဆိုကိုရမစားဘူးနော်စားတော့ထုတ်အဲ့ရထုတ်ရတယ်နဲ့သူကကြက်ရေခွန်ရဲ့အောက်မှာနည်းနည်းလေးအညီအချွဲလေးတွေရှိတာပေါ့နော်အဲ့အချွဲလေးတွေဒီချာတန့်အောင်အဲ့လိုပုတ်ပြီးတော့စီးပြီးရအဲ့လိုအချွဲလေးတွေရင်လန်းလေးတွေမရှိတော့ဘူးဆိုမှတန့်စင်သွားပြီဆိုမှချက်လာတယ်မညှိဘူးပေါ့နော်ကြက်ရဲ့အညှိနှမ်းမရတော့ပထမတကြောတန့်ပြီးပြီပေါ့နော်ဖတ်တန့်ပါမယ်ဒီပေါင်းချလိုက်နောက်တကြောထပ်တန့်ပြီပေါ့နော်ဒီကတော့စောင်းအောင်မမီတော့ပေါ့နော်နောက်ကြမယ်ဈေးသွားတာနောက်ကြမယ်အလေးစေးတယ်နော်ဒီပေါ်တန်းလာလားဆိုတုံးလေးပြန်တုံးမယ်ပေါ့နော်တုံးဒီမှာပြန်9000မို့များတယ်9000မို့တော့လောက်ရတာပေါ့နော်
လည်း9000မိုးရဲဆိုတန်လို့ဒီကပိုင်းလေးတွေပြန်ပိုင်းလိုက်ပါမယ်ဟိုစာတန်ကြော်ရဲထဲထည့်ဖို့ပေါ့နော်ဒါအသိကောင်းဝေးရတိတ်လွတ်ထတော့မေရကြာစံနေကြိုက်တယ်အညာမေရနဲ့ကြာစံနေကြိုက်တယ်ဆိုတော့ပြင်းနေမှာဝယ်စားနေရကြတယ်မတန်ဘူးလေအဲ့တော့ကိုပဲလို့ကိုအပြင်စားပူကြိုက်အညာချက်တဲ့ဟာဆိုတိတ်အကောင်းမပြောဘူးပြောတဲ့ခါလေးပြောပါဆက်တဲ့လူရန်တော်ဝိုင်းတော့ပြောတယ်ဗောနော်ဆက်တဲ့လူရန်တော်ဝိုင်းတော့ချီကျူးဆက်တဲ့လူရန်တော့ချီကျူးအောင်ချက်လောလားဟာကျူးမန်တက်အဲ့လောက်ပဲထဲလိုက်တော့မှာပါဟာပိုင်းနေတော့ကြော်တဲ့ခဲ့တယ်တော့ဝက်စန်နာကြီးကရုံးနေပါလိမ့်ထည့်ဒီနေပါလိမ့်ဆက်လို့ရပြီဒါဒီဆိုလို့ရှင်တော့လက်ဒီမှာစီးလိုက်တော့ဘောနော်တန်ဆန်လိုက်ပါမယ်ခုဆိုရင်တန်ဆင်ပြီးတာစက်သားလေးတွေရပါပြီဒီဘူးတဘူးစာထည့်ရပါပြီလေအသီးရွက်လေးတွေအားလုံးတော့ရေစိမ်ပြီးတော့မှထားပေးတာပါမယ်။စာစံလေးနဲ့ရေစိမ်လာတာအခုဆိုရပါပြီ။ဒါကတော့အချင်းသုံးအတွက်ပေါ့နော်။ဒါကတော့စီတက်ဖို့အတွက်ပေါ့နော်။ဒါလေးကတော့ကြော်တဲ့ထဲထည့်ဖို့ချက်သွန်လေးတွေပါ။အရင်ဆုံးကျုပ်ကြော်မယ်ပေါ့နော်။ကျုပ်နှလုံးပေါက်ထည့်ပြီးတော့မှမှွေပြီးတော့ကြော်ပါမယ်။ကျုပ်ကြော်ပြီးတော့မှလည်းဒီရွက်ကြော်မယ်ပေါ့နော်။ဒီရွက်ကြော်လေးတစ်ခါလည်းကြာစံမှာထည့်အားလေးပါလေးထည့်ပြီးတော့မှခလောက်ထားပါမယ်ခါလေးကြော်ဖို့အတွက်လည်းထည့်ရတော့ပါနော်အကြီးရလာတော့မှမှုရပါနော်အကြီးရလာပြီဆိုမှုချလိုက်တော့မယ်နော်ထို့တော့တပကံပေါ့နော်ဖယ်ထားပြီးဆိုတော့ခုကတော့စက်တုံးမျိုးပေါ့နော်စက်တုံးမျိုးကိုစီကပ်ပါမယ်ပြီးတော့မှပကံလေးစုစည်းရတာပေါ့နော်ခဏဖတ်ထားပါမယ်စက်တုံးမျိုးစီတန်းတာလေးမွေးလာပြီဆိုတော့ချက်သားတွေထည့်ပါမယ်ထည့်လာတော့နော်တသားထည့်ပြီးကြပြီဆိုတော့တင်းရည်ထည့်ပါမယ်ဟင်းနေရာတိုင်းအတွက်ခဏတော့နော်ကြော်ညာလေးတစ်ချက်ခဏတော့ထည့်ပါမယ်ပုံကြီးနေရတယ်နော်ဖတ်တဲ့တွေ့ပဲဈေးကတော့ဈေးကတစ်ပတ်စာဝယ်တာဆိုတော့ဒီမှာဈေးတစ်ပတ်စာဝယ်တာဆိုတော့နည်းနောက်ကျသွားတော့ဆက်ရတယ်လို့ပသားလေးလည်းဒီကိုရင်ကြက်ပြီးဆိုတော့ပေါ့နော်အတီးရွက်လေးတွေထည့်ပါမယ်ဒီဈေးသားရဲ့ဒီစိန်သားတဲ့အတီးရွက်လေးပေါ့နော်
ဒီမှာတော့အားလုံးကတော့အကျက်ညီတယ်ပေါ့နော်အကျက်မြန်မှာအကျက်ညီရဲ့ခင်းကြီးရတယ်ဒီဆိုတော့ခါရထည့်လိုက်တယ်နော်အကျက်မညီတာလို့ရှိရင်တော့ဟိုချက်ချေးတဲ့ဟာလည်းထည့်မှာပေါ့နော်ဒီတော့မှအကျက်မြန်တွေကနောက်မှထည့်နော်ခုလို့ဆိုရင်အများအကျက်မြန်တွေကရင်းဝါမှာဆိုလို့နော်ဘုရားမှာတော့ဘုရားပန်းကိုလည်းအုပ်စုပေါ့နော်ခလုတ်ကြီးရှုပ်နေရတယ်နော်မြန်ခါလေးပဲထည့်ရိုက်လိုက်တော့လိုက်ပါဒီလည်းပါပြီးတော့ပါလေးနည်းနည်းထည့်ပါဦးဒီတော့ပဲငါများကြီးကြည့်ပေါ့နော်ပဲငါများကြီးကြည့်ရင်လည်းသစုံးလာလောက်ဖြစ်ပါမယ်ရွက်ကြော်နေတဲ့စီမှာလည်းထည့်မှာပေါ့နော်သစုံးတစ်တိလူပေါ့နော်ဒီလောက်ပြီနော်ဒီလိုနေလေးပေါ့နော်ဒီလိုနေလေးဆိုရင်ကြာစံထည့်ပါမယ်ပါကန်းတော့လည်းနည်းနည်းတော့ခွဲပြီးပြန်ဘယ်ဟိုကနည်းနည်းပြီးရင်မနှံ့တော့မှာဆိုတော့ပြီးရတဲ့ကြာစံနဲ့ခဏလေးရပါမယ်အဲ့လိုမျိုးရောအားလုံးပြီးတော့မှပဲကျုပ်ကြော်ထားတယ်လို့ထည့်ပါနော်မေဝါချက်တော့နီးလှီးထားပြီးတော့မေဝါလာခုမှထည့်ရအဲ့လိုပဲအားလုံးကြီးများတာပေါ့နော်ချက်တော့နီးရထည့်ရမှာစီတက်ပြီးတော့ထည့်ရမှာစကီးရွက်တွေချိန်ထည့်ရမှာပေါ့နော်မိတော့မိပါပြီဒီထည့်လိုက်ပါလေဒီမှာလမောင်းကြီးရတယ်လို့ပြောဆိုတာနော်လမောင်းဝင်နေရတယ်လမောင်းနေလေပြီးလာဒီမှာနောက်ပဲထပ်ခွဲထည့်နေပါနော်ဒီချိန်ရန်ကိုကနေကိုရုံးကန်နေရတယ်ရှင်ဒါတွေလည်းပြန်မပြောနိုင်တော့ဝင်နေရတာနောက်တော့ကျသားမောင်နဲ့ထပ်ထည့်နေတော့နော်ပေါ့နေအောင်လိုက်တယ်ကျေးဇူးကြီးလေးထပ်ထည့်ပါမယ်ဒီရကတ်တော့ကောက်လာမှာဆိုတော့နှိမ့်နေရတာကျေးဇူးပြတ်ပြတ်လိုက်ပါအောင်မှာတော့ပဲငတ်များကြီးအနောက်ပေါ့နော်မှာတော့ရောက်တကုံကောင်းပါနော်ငတ်များကြီးနောက်ကိုနောက်ဆုံးမှထည့်မယ်ပေါ့နော်သူ့လည်းတစုံမကြည့်တည်းပေါ့နော်ဟာလာပြီးတော့မှာညဟိုအဖြစ်ညာဝါမဲဝါမှာဆိုတော့နော်
ပြီးသွားရင်တော့နောက်ဆုံးမှာမြေကောင်းပုံလေးပြင်မယ်ပေါ့နော်မြေကောင်းပုံဖြူပြီးသွားပြီဆိုတော့ကျမတို့နောက်ဆုံးပေါ့နော်ကျုပ်ကြော်ထားတာလေးကိုထည့်လိုက်ပါတော့မယ်အခုဆိုလို့ရှိရင်တော့စိုင်ပုံစံကြာစံရော်လေးရပြီပဲဖြစ်ပါတယ်တမီယိုဒီလေးဒီပြီးတော့ညှစ်ထည့်မယ်ပေါ့နော်ချင်တုပ်လုပ်ဖို့အတွက်ပါအေးပြီးတယ်အမုန်းမော်ပြီးတယ်ပေါ့နော်ကျွန်မလက်ကူတော့ပြအောင်စိတ်ထားပါလေအခုဆိုလို့ရှိရင်တော့ကြာစံကြော်လေးရတော့ပြီးသွားပြီပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်